ရ
ဤတောစာဤအတ္တဘောကြောင့်ဖြစ်တယ်။ຢာကတွေဒေါသတွေဘာကြောင့်ဖြစ်တော့အဲ့ဒီအတ္တဘောရှိရင်ဖြစ်တယ်ဟုတ်ကဲ့လားအဲ့လိုမှသာအတ္တဘောမရှိသေးတဲ့ညာထဲမှာလူတွေရောမရှိသေးတဲ့ယောက်ျားမိန်းမတွေမရှိသေးတဲ့အရင်ကကြိုးတင်သိရတယ်ပဋိကိစ္ဆေဝမယအနန္တသမ္မာဒိဋ္ဌာကငါကြိုးတင်ဟောခဲ့တယ်မဟုတ်လားတဲ့ဟုတ်ကဲ့မလားအဲ့လိုဖြစ်လို့ရှိရင်ຢာကဖြစ်လိမ့်မယ်ဆိုတာကြိုးတင်သိရတယ်ကြိုးတင်သိတော့မဖြစ်တော့အတ္တဘောလည်းမရှိဘူးသောတာဒီကအတ္တဘောဆိုရင်ဟိုဟာလည်းအတ္တဘောဒီကငါကိုဟိုကသူ့ကိုဖြစ်သွားတယ်ဟုတ်ပါပါသူ့ကိုလည်းမရှိဘူးငါကိုလည်းမရှိဘူးဟုတ်ကလားမှန်ပါပါဒီကအတ္တဘောလားငါအတ္တဘောလားငါကိုဟိုကသူ့ကိုအဲ့လိုရှိတတ်တယ်အဲ့လိုဟာလည်းမရှိရဘူးဟုတ်ကလားမှန်ပါပါစိတ်ချက်မရှိရဘူးကြိုးတင်းပြီးတော့သိရမယ်မြတ်စွာဘုရားတရားကຢာကမရှိဘူးຢာကမရှိတာဘာလို့မရှိတော့ຢာကဒီကိုကြီးတွေမရှိလို့ຢာကမရှိတာမိမတို့ရောက်တယ်မရှိလို့မြတ်စွာဘုရားကနိကတနိစီဝတဘာဝတဲ့တတ္တဝါတွေမရှိရဘူးတဲ့အတက်လည်းမရှိရဘူးဟုတ်ကဲ့မို့လားအဲ့ဒါမရှိဘူးဆိုတာကိုကြိုးတင်းသိရတယ်အဲ့လိုကြိုးတင်းပြီးတော့မရှိတော့ဘာသွားစိတ်ကူးမတော့မရှိတော့စိတ်ကူးတော့သူຢာကဖြစ်အောင်မလားအဲ့လိုမှတ်ထားနော်ຢာကောသကုတောနိဒာနာဆိုလေသံຢာကဒီ၎င်းဒေါသဒီကောင်ဘယ်ကြောင့်ဖြစ်သနည်းຢာကောသဒေါသောသဤတောသာဆိုလေသံຢာကဒီ၎င်းဒေါသဒီကောင်ဤတောသာဤအတ္တဘောကြောင့်ဖြစ်တယ်အဲ့ဒီအတ္တဘာဝအတ္တဘောကိုအတ္တဘောလည်းမရှိရဘူးသူကအတ္တဘောမရှိဘူးຢာကမဖြစ်ခြင်းနဲ့ຢာကစာတိစတမီဆိုသံငြိမ်းပြီးထိုနိဗ္ဗာန်ຢာကစားတဲ့အားကြီးမရှိရတဲ့အားကိုနိဗ္ဗာန်ပေါ်တော့ຢာကဘာလို့ဖြစ်တယ်ဆိုတာသိရမှာပေါ့သိလို့အရင်သိထားလို့ရှိရင်မဖြစ်အောင်နေလိုက်ရင်မဖြစ်တော့ဘူးအဲ့ဒါຢာကစားတိစတမီငြိမ်းနေတာဟုတ်ကဲ့မလားတော့ဘလို့ရှိရင်နောက်မှဖြစ်တယ်လို့မှတ်နေတယ်ຢာကတွေကအတ္တဘောမရှိရင်မဖြစ်ဘူးဆိုတော့အတ္တဘောကကိုယ်ညာထဲမှာမရှိဘူးလို့ဆိုရင်အဲ့ဒီຢာကဖြစ်เสียအပေါက်မရှိဘူးဒါကြောင့်ຢာကစာတိစတမိငြိမ်းပြီးထိုနိဗ္ဗာန်အဲ့ဒါလိုငြိမ်းပြီးလေလို့ငြိမ်းပြီးလားအဲ့လိုဆိုပါအာရတိရတိစကုတောနိဒာနာအာရတိစပြင်းခြင်းဒီလေကောင်ရတိစပျော်ခြင်းဒီလေကောင်ကုတောနိဒာနာဘယ်ကြောင့်ဖြစ်သနည်းမြတ်စွာဘုရားကလည်းဤတောစာပါပဲဤအတ္တဘောကြောင့်ဖြစ်တယ်ဤအတ္တဘောရှိလို့ရှိရင်သူ့အတ္တဘောရှိတယ်ဒါသူ့အတ္တဘောရှိရင်သူကယောက်ျားကြီးသူကမိန်းမကြီးဖြစ်တယ်သူကယောက်ျားကြီးသူကမိန်းမကြီးဖြစ်လို့ရှိရင်သူကလူလို့ဖြစ်သွားတယ်လူဖြစ်မှယောက်ျားမိန်းမရှိတာလူမဖြစ်ရင်ယောက်ျားမိန်းမမရှိဘူးဒါကြောင့်လူဆိုတာမရှိဘူးဆိုတာအရင်ကသိရတယ်အဲ့လိုသိတော့အဲ့ဒီຢာကဒေါသတွေကသူကဘယ်ကလာပြီးအပေါက်ရှာမလို့ဘယ်ကမှအပေါက်ရှာလို့မရဘူးတဲ့အဲ့လိုမှတ်ထားနော်မြတ်စွာဘုရားကတော့ဤတောစာတဲ့အဲ့ဒါဟိုဤအတ္တဘောဆိုတာအတ္တတဘာဝအတ္တဘောအဲ့ဒါမိမိကိုကြီးမိမိရှိရင်သူတို့ဘာရှိမိမိမရှိအောင်မိမိရှိရင်သူတို့ဘာရှိတယ်သူတို့ဘာရှိရင်မိမိရှိတယ်မိမိရှိရင်ယောက်ျားရှိတယ်မိမိရှိရင်မိမိတို့လည်းရှိတယ်အဲ့လိုသူငါလည်းရှိတယ်သူငါလည်းမရှိအောင်အဲ့လိုမရှိမှຢာကသာတိစတမိငြိမ်းပြီးထိုနိဗ္ဗာန်ຢာကဒေါသမောဟရောပါပြီးတော့ဇာတိဆိုတာဖြစ်တဲ့ဟာကအဲ့ဒီအတ္တဘောရှိလို့ဖြစ်တာသူငါရှိလို့ဖြစ်တာစိတ်ကူးကြည့်သူမရှိရင်ဒီကငါကစိတ်ကူးလို့မဖြစ်ဘူးမှန်ပါဗျာစိတ်ကူးတယ်ဆိုတာဖြစ်တာဖြစ်တာဒုက္ခသစ္စာ
ဖြစ်တာဘာဖြစ်တာလို့သူကဖြစ်တာကိုဇာတိပိဒုက္ခသစ္စာဆိုရတဲ့ဇာတိပိဒုက္ခသစ္စာဇာတိကဖြစ်တာကသူငါရှိလို့ဖြစ်တာသူငါမရှိရဘူးသူငါဆိုတာလည်းအတ္တဘောကြောင့်ရှိတယ်အတ္တဘောဆိုတာလည်းဉာဏ်နဲ့မထားရဘူးမျက်စိနဲ့မြင်အတ္တဘောဆိုတာမျက်စိနဲ့မြင်နိုင်ဉာဏ်နဲ့မဟုတ်ဘူးညာဏတအထောဘောစရောပထမထောပထမထာကညာမှသိရတဲ့အာမျိုးဟုတ်ကလားမှန်ပါပါမျက်စိနဲ့မြင်နားကြားတွေကိုမယူပါဘူးမျက်စိမြင်နားကြားစိတ်မသွားမျက်စိမြင်နားကြားစိတ်မသွားသူကဒုက္ခအေးဂတိသူကဒုက္ခအေးဂတိမျက်စိမြင်နေနားကြားတွေကိုစိတ်တရားသွားမရောက်စေနဲ့ရောက်စေလို့ရှိရင်မျက်စိကလူမြင်တာကိုလူမြင်တော့သူအဲ့ဒီအကြောင်းပဲပြောတာပဲအဲ့ဒီကြောင့်မပြောရတော့ဒီကလည်းအိမ်လေသွားပြီးအဲ့ဒီသွားပြောတာအဲ့ဒါပြောတာပြင်းတာဟာအဲ့ဒီအတ္တဘောကြောင့်ဖြစ်တယ်အဲ့ဒီအတ္တဘောရှိလို့ရှိရင်ယာဂဒေါသဖြစ်တယ်ယာဂဒေါသဖြစ်လို့ရှိရင်ယာဂစာတိသတ္တမိယာဂစာတိသတ္တမိငြိမ့်ပြီးထိုနိဗ္ဗာန်ငြိမ့်ပြီးထိုနိဗ္ဗာန်အဲ့ဒါမဘဲဖြစ်သွားတယ်တဲ့ယာဂစာလို့ယာဂစာတိသတ္တမိငြိမ့်အောင်တော့အဲ့ဒီစာတိတိအဖြစ်ကလေးငြိမ့်မှအဖြစ်ဆိုတာလေသူငါရှိလို့ဖြစ်တာသူငါရှိတော့စကားပြောတာပြောခြင်းယုံတာပြောခြင်းပါပြောခြင်းယုံတာပြောခြင်းပါမပြောလိုက်ပါနဲ့မပြောလိုက်ပါနဲ့အဝိဇ္ဇာကြောင့်သာပြောခြင်းတာအဝိဇ္ဇာကြောင့်သာပြောခြင်းတာဝိဇ္ဇာမပြောခြင်းဝိဇ္ဇာမပြောခြင်းအဲ့ဒီမပြောခြင်းနဲ့စိတ်ရင်ဝိဇ္ဇာဥဒ္ဒပါတိညာနာဥဒ္ဒပါတိဆိုတဲ့ဓမ္မစက်ကြာရောက်သွားတော့တာသစ္စာဉာဏ်ရသွားတယ်မှန်ပါပါအဲ့ဒီဟိုပြောချင်တာဘာလို့ပြောချင်တာသူရှိလို့ငါရှိလို့ပြောချင်တာပဲဟုတ်ပါလားဒါတခါကြီးလို့အဲ့လိုစဉ်းစားရင်ဖြစ်တယ်စဉ်းစားတာကဟိုကောင်းတယ်ဓမ္မဝိစီယတန်ဖိုးစဉ်ခေါ်တယ်မှန်ပါပါပြီးတော့တမာဒိဋ္ဌိတမာတိကပ္ပဂောစရောဆိုတာကတမာတိကပ္ပရဲ့အာယုဖြစ်ရတယ်ဒါမှတမာတိကပ္ပအာယုဆိုရင်လူတွေယောက်ျားတွေမိန်းမတွေမရှိဘူးမှန်ပါတမာတိကပ္ပရဲ့အာယုကနာနဲ့ယုတ်ပဲရှိတယ်မှန်ပါပါဓမ္မတိကပ္ပရဲ့အာယုကဘာရှိတော့ဟောတိတာကနာတိတာကနာထိုင်တာကယုတ်ထိုင်တာကယုတ်အဲ့ဒါပဲဟောတိမှလည်းထိုင်ဖြစ်တယ်မတိတဲ့ခေါင်းနဲ့ရောက်သွားပြီးမင်းဝါတဲ့ရောက်သွားပြီးတော့မတိတော့မထိုင်နိုင်တော့ဟုတ်ကလားဟောရုပ်ရှိမှလည်းထိုင်နိုင်တယ်ရုပ်မရှိရင်မထိုင်တော့တိတာကနာတိတာကနာထိုင်တာကယုတ်ထိုင်တာကယုတ်အဲ့ဒါနာယုတ်အဲ့ဒီနာယုတ်တွေရှိရင်မျက်စိတွေနားတွေရှိတယ်နာယုတ်တွေရှိရင်ဘာရှိတော့မျက်စိတွေနားတွေဆိုတာကဟိုတတ်တယ်နာခေါ်တယ်ဟုတ်ကလားမှန်ပါပါမျက်စိနားတာမြင်တုံပါမျက်စိနားတာမြင်တုံပါသူဟာလူမဟုတ်ဘူးသူဟာလူမဟုတ်ဘူးလူလို့ကြည့်ရလို့ရှိရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိနဲ့ကြည့်တာလူမဟုတ်ဘူးလို့ကြည့်လိုက်တာကတမ္မာသင်္ကပ္ပနဲ့ကြည်တာသူ့နောက်ကတမ္မာဒိဋ္ဌိပဲလို့ပဲဟုတ်ကဲ့မလားမှန်ပါပါတိလာကနာတိလာကနာထိုင်တာကယောထိုင်တာကယောနာယောနာယောဆိုနာမရူပပစ္စယနာမရူပပစ္စယတလာယတနာတလာယတနာနာယောကြောင့်မျက်စိတွေနားတွေနှာခေါင်းတွေရှားတွေဟောဒီကိုကြီးရောဝင်းထဲကစိတ်ရောအဲ့ဒါတလာယတနာခေါ်တယ်သူကဖတ်တာရဲ့ကနာသူကဖြစ်ရာတွေခေါ်တယ်ဟုတ်ကလားမှန်ပါဗျာအဲ့ဒါဖြစ်လာလို့ရှိရင်ငါဘုရားကသစ္စာလေးပါးကိုပြည့်ညတ်တယ်လို့အဲ့လိုပြောထားတယ်နော်မှန်ပါဗျာဝေဒနာတွေပါလာလို့ရှိရင်ဒါထောင်းမျက်စိနားသာမြင်လေးပါမျက်စိနားသာမြင်လေးပါပြီးတော့သူဟာလူမဟုတ်ဘူးသူဟာလူမဟုတ်ဘူးလူတွေတော့မကြည့်နဲ့တဲ့မျက်စိနားတော့ပါလို့ရှိမျက်စိနားသာတတ်လိုက်တာတရဏနာမြင်နာယုတ်လို့မှတ်ရမယ်တဲ့လူလို့မှတ်လို့ရှိရင်ဒါဒိဋ္ဌိဖြစ်သွားတာပဲလူလို့မှတ်ရင်ဘာဖြစ်သွားလဲဒိဋ္ဌိဖြစ်သွားပါဘူးအဲ့ဒါမိစ္ဆာဒိဋ္ဌိမိစ္ဆာသင်္ကပ္ပမိစ္ဆာဝါယမမိစ္ဆာတတိမိစ္ဆာသမာဓိတွေနဲ့တရားအားထုတ်နေလည်းမရဘူးလို့အဲ့လိုမှတ်တာနော်ငကိုနဲ့ကလူမရှိမှဘောကြမှာထွက်တာကတိတယ်ဒါထွက်တာကယုတ်တိတယ်ကနာနဲ့ဆိုပြန်လာကြတော့လည်းနာယုတ်ကြောက်ပြီးတော့လူတွေရောက်သွားပြန်ရောအဲ့လိုဖြစ်တော့ယာကလည်းမကုန်နိုင်ယာကစာတိချက်တမိရလည်းမကုန်နိုင်မဖြစ်နေတယ်တဲ့အခုတော့ဒီခါလဲတညာတွန်းနဲ့ကုန်ချဟုတ်ကလားမှန်ပါပါဗျာ
လူတွေကဖြစ်တာမဟုတ်လားမျက်စိကမြင်ဖြစ်တာခေါ်တယ်မျက်စိကမြင်တယ်ဘာခေါ်လို့ဒါမှဇာတိပိဒုက္ခနဲ့မြတ်စွာဘုရားဟောတာနဲ့ကြိုက်မှာပေါ့မှန်ပါဗျာတို့မလို့ဆိုလို့ရှိရင်ဘယ်မှာဇာတိပိဒုက္ခတွေဘယ်ရောက်ဝေးကုန်တော့ဒုက္ခသစ္စာမသိမဲ့ဖြစ်နေတယ်အဲ့ဒါမျက်စိမြင်တယ်လို့ဆိုတော့မျက်စိမြင်တာကမြင်တာပေါ့မြင်တာသူကလည်းဖြစ်တာသိမှာဟုတ်ကလားမှန်ပါဗျာမျက်စိကမြင်တန်ရောခြင်းဉာဏ်ရှင်သိရပေရမည်မျက်စိကမြင်တန်ရောခြင်းဉာဏ်ရှင်ပေရသိရမည်တခါလည်းကိုရောက်သွားမြတ်စွာဘုရားကချက်ခုံးစပဇာနာတိတဲ့ဓမေစယူပေစပဇာနာတိတဲ့ယင်းစာတရုပ်ပြန်ပြိဿဥပ္ပဒိတန်ရောသနာတင်းစပဇာနာတိတန်ရောစဉ်ကိုလည်းသိရမယ်တခါလည်းသိသွားအဲ့ဒီမျက်စိကမြင်တန်ရောစဉ်မျက်စိကမြင်တယ်လို့ဆိုရတယ်မျက်စိကမြင်တယ်လို့ဆိုမှသာပြီးကောင်းသွားမြင်တယ်လို့ဆိုတော့အဝါတည်းရင်ကြောက်ဝင်နေလေးပေါ့မျက်စိကဝင်မြင်တယ်လို့ဆိုတော့ကဲမျက်စိကမြင်တာမဟုတ်ဘူးလားဟုတ်ပါလားသစ္စာညာမျက်စိကမြင်တယ်ဆိုတော့လူလည်းမဟုတ်ဘူးယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးလူကမြင်တာလားမျက်စိကမြင်တာလားမျက်စိကမြင်တာပါဗျာကဲအဲ့ဒါသူမရှိတော့ဘူးမျက်စိကမြင်တာဟုတ်လားမှန်ပါဗျာမျက်စိကမြင်တယ်ဆိုတော့နာရုပ်ကြောင့်မြင်တာဖြစ်သွားတယ်ဟုတ်တော့ဒါကြောင့်မျက်စိကမြင်တယ်လို့မျက်စိကမြင်တယ်လို့ဒီလိုသိနေလိုက်လို့ရှိရင်ကဲဘယ်ရာဂဒေါသလာအောင်မလို့ဟိုကမျက်စိကမြင်တယ်လို့မသိဘဲနဲ့ငါကမြင်တယ်လို့သိလို့လားရာဂဒေါသကလာတာမှန်ပါဗျာဒါကြောင့်မျက်စိကမြင်မြင်ယုံမြင်ဆဲခြင်းတိလေသာမျက်စိကမြင်ရင်မြင်ယုံမြင်ရင်တရားရတယ်ဆဲခြင်းရင်တိလေသာဖြစ်သွားတယ်မျက်စိမြင်တာကဝိပါကဝေဆဲခြင်းတာကတိလေသာဝေဆဲလိုက်တာကကမ္မဝေဝတ္တုမတခါလဲဝတ္တုမတခါလဲမရှိတော့ဟုတ်ကဲ့လားဟုတ်လားပါမျက်စိကမြင်မြင်ယုံမြင်ဆဲခြင်းကိလေသာဆဲလိုက်တော့ကမ္မမျက်စိကမြင်ရင်ကံသုံးပါဝတ္တုမဖြစ်တယ်ဒါကြောင့်မျက်စိကမြင်လို့ပဲထားမှတော့မလို့ရှိလို့ရှိရင်ဟိုဟာတွေကိုဖြစ်ကြောမရှိရဘူးလားအဲ့ဒါနန္နပြီးရဟုတ်ကလားမှန်ပါပါနန္နပြီးရမယ်လူတွေပါတယ်ဆိုတာစိတ်ကူးတာရှင်လည်းစိတ်တွေအများကြီးဖြစ်တယ်စိတ်အများကြီးမဖြစ်နဲ့မဖြစ်တာကနိရောဓသစ္စာမှန်ပါပါဗျာမဖြစ်တာကဘာသစ္စာတော့ဖြစ်တာကဘာသစ္စာတော့ဟုတ်ကဲ့ဖြစ်ကြောင်းကဘာသစ္စာတော့လူရှိလို့သမှုတရားလူမရှိသမှုတရားမဖြစ်မှန်ပါပါဗျာလောဘနဲ့ပြောနေတော့ကိုယ့်ဟာကိုယ်ဘယ်လိုဖြစ်လို့ဖြစ်မှန်းလည်းမသိဘူး။အော်လောဘကပတ်ဆံလိုချင်လို့မလိုချင်ဘူးလား။လိုချင်ပါတယ်။ခဏလည်းမစားချင်ဘူးလား။စားချင်ပါတယ်။ဘာဆိုလိုချင်လို့ရှိရင်အိမ်ကြီးမလိုချင်ဘူးလား။လိုချင်ပါတယ်။အိမ်ကလည်းငါတို့လူတို့မရှိဘူးလား။ရှိပါတယ်။လောဘဆိုတာလူတွေရှိလို့ဒါကြောင့်လူမရှိရဟုတ်ကဲ့လားမှန်ပါပါဗျာငဘောနဲ့ကလူမရှိဘူးလို့ဆိုလိုက်ရင်အဲ့ဒီလောဘတွေဖြစ်အောင်မလားဖြစ်ပါပါဗျာလူမရှိရင်သာသမီလည်းမရှိဘူးယောက်ျားလည်းမရှိဘူးမိန်းမလည်းမရှိဘူးအဲ့လိုမရှိဘူးဆိုရင်မရှိဘူးဆိုတာဘယ်လိုလုပ်ဖြစ်ပါ့နော်ဟုတ်ကဲ့လားမှန်ပါပါဗျာတရားဝေကြီးတော့ရင်းနှက်သွားမှန်ပါဗျာလွယ်အောင်လေပြီးလဲအောင်မြတ်စွာဘုရားကအခက်ကြီးနေဟောထားတာမဟုတ်ပါဘူးဟိုဝိရိယအာလျောသွားဟောသွားတာမှန်လားသူဟောပြီးလိုက်လို့ရှိရင်တရားတွေကရသွားတယ်မှန်လားအဲ့လိုမှထားမှန်လားမြတ်စွာဘုရားကကြီးဟောလွယ်လေးပဲဟိုအဝါဟိုပြောတာကြားတယ်တခါနဲ့နဏီနဲ့နည်းနည်းကျိုးနဲ့ချီထားတော့ဘယ်နဏီကနည်းနည်းရဲ့တန်ရောခြင်းလားနည်းနည်းကနဏီရဲ့တန်ရောခြင်းလားပြီးတော့နည်းနည်းရဲ့တန်ရောခြင်းလည်းမဟုတ်ဘူးနဏီရဲ့တန်ရောခြင်းလည်းမဟုတ်ဘူးကျိုးကတန်ရောခြင်းကျိုးကတန်ရောခြင်းအဲ့ဒါလိုပဲဒီဟိုမျက်စိကလည်းတန်ရောခြင်းမဟုတ်ဘူးအာယုံယူပါယုံကလည်းတန်ရောခြင်းမဟုတ်ဘူးဒါပေမဲ့တန်ရောသနည်းရတော့ဟုတ်တယ်
တန်ရောဇနီးရနဲ့တန်ရောစဉ်တော့ကွဲရဟုတ်လားမျက်စိကတန်ရောစဉ်ဖြစ်ရသူကဖြစ်တဲ့နေရာကိုဇာတိတိဒုက္ခကသူကြည့်ရတယ်သူကဖြစ်တဲ့နေရာသူကမဖြစ်ရင်နိရောဓသစ္စာဟုတ်လားအဲ့ဒါလိုအလွန်နိစ္စတာဖြစ်မဖြစ်သောသားဖြစ်မဖြစ်အဲ့ဒါလေးသိရတယ်ပထမထအစစ်အဲ့ဒါဖြစ်တာနဲ့မဖြစ်တာပထမထရောက်သွားရတယ်လူတွေပါလိမရောက်ဘူးအဲ့ပထမထရောက်သွားရင်တရားရသွားတယ်မှန်ပါပါသဘာဝသစ္စာခေါ်တယ်ပြီးတော့မှအရိယသစ္စာကျတော့အဲ့ဒါအရိယရဲ့အဖြစ်ကိုပြုတာတော့ကြောင့်အရိယသစ္စာလို့ခေါ်တယ်အရိယကဘယ်လိုဖြစ်တာလဲကြားလို့ကစိတ်ဖြူစင်တာစိတ်ဖြူစင်တာပေါ့ပလတ်စိတ်ကနိရောဓမဏကြီးပါလားစိတ်ဖြူစင်တာကိုအရိယသစ္စာစိတ်ကဘယ်လိုဖြစ်ဖြူစင်တာလူတွေမဟုတ်တော့ຢာကမရှိဘူးလေအဲ့လိုတော့ဖြူစင်တာပေါ့ຢာကမရှိအောင်ကဘယ်သူကလောက်တော့တမာဒိဋ္ဌိတို့ကအရိယမဂ္ဂင်ကလောက်လို့လားအဲ့ဒါလိုလေရှင်းရှင်းကလေးနဲ့ရှင်းနဲ့လွယ်လေးနဲ့တိုးလေးနဲ့အဲ့ဒါလိုမှခက်ကြီးလေဆိုရင်ခက်သွားလို့တော့じゃခက်သွားတယ်လွယ်နဲ့တော့ဟုတ်ကလားမှန်ပါပါဗျာတိတာကနာမ်ထိုင်နာကယောအဲ့ဒီနာယုတ်ရှိလို့ရှိရင်မျက်စိတွေနားတွေရှိတယ်နာယုတ်ရှိရင်ဘာတွေရှိတော့မျက်စိတွေနားတွေရှိပါဗျာမျက်စိတွေနားတွေရှိရင်ဘာလို့မှတ်ရမလို့ရုပ်နဲ့နာလို့မှတ်ပါနာယုတ်လို့မှမျက်စိတွေနားတွေရှိရင်ဘာလို့မှတ်ရမလို့အခုထိုင်းနေတဲ့ပြိတ္တကြီးဟာဘာကြီးတော့ကဲမျိုးတဲ့မျက်စိတွေနားတွေမရှိဘူးလားရှိပါဗျာသူတို့လည်းဘာတွေတော့တော်တယ်မှာလည်းမျက်စိတွေနားတွေမရှိဘူးလားရှိပါဗျာသူလည်းဘာတွေတော့နတ်ပြည်တော့ဘာလို့ညာတော့မှလည်းမျက်စိတွေနားတွေမရှိဘူးလားရှိပါဗျာသူတို့လည်းဘာတွေတော့ဒီထဲမှာလည်းဘာတွေတော့နာယုတ်ဆိုတော့ကဲငါးဝယ်ကြည့်လေးလားဝယ်ကြည့်ပါလွယ်လေးပဲနာယုတ်ကိုရောက်ပါနာယုတ်ပါဆိုတော့ငါးဝယ်ကြည့်လေးလားဝယ်ကြည့်ပါဗျာကဲမပဲတော့သူပတ်စံနဲ့ကုန်တက်တာကြတာတမှုရပေးလိုက်တာပဲမဟုတ်လားနာယုတ်ဆိုတာဒုက္ခသစ္စာဖြစ်သွားတယ်ဖြစ်လို့ပြက်လို့နာယုတ်လို့ခေါ်တာဖြစ်လို့ပြက်လို့ဘာခေါ်တော့သူနာယုတ်လို့မသိပဲလူလို့သွားပြီးတော့တမှုရဖြစ်တယ်နာယုတ်လို့သိတော့မေခသစ္စာဖြစ်တယ်ဒါလေးပဲသစ္စာဆိုတာလေမြတ်စွာဘုရားရဲ့တက်ကလွယ်ပဲအခုလဲဒီဝိမုတ္တိယုကခေတ်ဆိုတာလွယ်လေးနဲ့အဲ့လိုဖြစ်အောင်လုပ်ကြဟုတ်တယ်မို့လားဝိညာဉ်မှာຢာကဒေါသမရှိရင်လားအေးသွားတာပဲဟုတ်တယ်မို့လားຢာကစာတိသတ္တမိຢာကစာတိသတ္တမိငြိမ်းပြီးထုံနိဗ္ဗာန်ຢာကတွေပါလေຢာကတွေပါလေသူ့အတူရှိခြင်းရှိမရှိခြင်းနဲ့မဖြစ်ပဲနေရင်နိရောဓသစ္စာမဟုတ်လားຢာကတော့မနေနိုင်ဘူးပြမဟုတ်ဘူးຢာကဆိုတာကသူကဖြစ်တယ်မဟုတ်လားဖြစ်ရင်သူကဒုက္ခသစ္စာဖြစ်သွားပြီဟုတ်လားအဲ့ဒါຢာကဇာတိသတ္တမိဆိုတာအဲ့ဒါဟောတယ်ကဲသူကသူຢာကမဖြစ်ရင်သူကကဲဘာသစ္စာထိုင်နေတော့ຢာကမဖြစ်တဲ့နိရောဓသစ္စာဒီပါအဲ့သစ္စာကသစ္စာဝိနိမုတ်တော့ဓမောနာမနတ္တိသစ္စာကမလွတ်စေရဘူးအဲ့ဒါသစ္စာဉာဏ်တို့ကိစ္စကြောင့်ဒါပထမနာဖြစ်တဲ့တရားကြီးဟုတ်ကလားမှန်ပါပါဗျာအဲ့လိုမှတ်တာနော်မျက်စိတွေနားတွေမြင်ရင်ဘာလို့မှတ်ရမလဲနာယုတ်လို့မှတ်ရမယ်ဟုတ်ကလားမှန်ပါဗျာမျက်စိနားသာမြင်လေပါသူဟာလူမဟုတ်ဘူးကဲမျက်စိနားမြင်တော့လူမဟုတ်ဘူးလို့သိလိုက်တော့ကဲသူ့မှာကဖြစ်လားဖြစ်ပါဗျာဖြစ်ရင်ကိုပဲနိဗ္ဗာန်အဖြစ်နေပြီဟုတ်တယ်လားအဲ့ဒါရောက်တော့ဒီလည်းမလို့ဘယ်မှမဖြစ်ဘူးဘယ်မှမဖြစ်ဘူးလားအဲ့ဒါရောက်ပါတယ်ဟုတ်ကဲ့အဲ့ဒါလွယ်ဟောကဟိုစာရေးစီမှာဆိုတာကြည့်တယ်ဟုတ်ကဲ့လားအဲဒါကြီးတို့တော့မှယူတာအဲ့ဒါဟောမှာတာပြီးတော့သိတယ်ဟုတ်ပါဗျာသိတာကနံသိတာရှိဘူးလားအရာမှာသိပါခန္ဓာဝိညာဉ်မှာကမြင်လည်းဒီလည်းလည်းအသိဝိညာဉ်ကခန္ဓာဝိညာဉ်ခန္ဓာအဲ့ဒီဝိညာဉ်ကဝိညာဉ်အမြင်တိုင်းအားရဟုတ်ကဲ့လားဝိညာဉ်6ဓာတ်သူ့ရှင်ဝါရောငါလူပဲတစ်ဖက်ထင်ရွယ်လည်းလွယ်ရင်ရှိရမှာမဒီ6ပတ်ဝိညာဉ်ဆွမ်းရည်ကြီးအဲ့ဒီရုပ်ထအဲ့ဒီဝိညာဉ်ပါတယ်ဟုတ်လားအဲ့ဒါကိုဤဟာဝိညာဉ်လို့ဆိုတော့ဤဟာဝိညာဉ်အဲ့တော့ကဤဝိညာဉ်တပြီးတော့ဤဝိညာဉ်
မောအဲ့ဒါမြတ်စွာဘုရားရှိတာလို့ကငါပြောရတဲ့လူတွေရှိတတ်ပါဘူးလို့ဟုတ်ကဲ့လားဒီဟာဝိညာဉ်ဒီဟာဝိညာဉ်ဖြစ်တော့တယ်ဒီဒွါရအာယုပဲဟုတ်ကဲ့လားနိုင်ယုတ်ဥစ္စာတက်အားကြီးဟုတ်ကဲ့လားအဲ့ဒါဝိညာဉ်ဖြစ်ကြောင်းပေါ်တယ်ဟုတ်ကဲ့လားမှန်ပါပါဒီကနာခန္ဓာကယောနာယောနာတိကဝိညာဉ်ဆိုမတိကံတံပိဿယောခန္ဓာတော့မှတည်းကျနေလေပါဝိညာဉ်တိတယ်မှာတိလို့ဘုသူတိတာတုံးဆိုမှတ်လို့တိတာတင်ညာခေါ်တယ်ဟုတ်လားအမှတ်ပြုပြီးတော့တိတာတင်ညာခေါ်တယ်အဲ့ဒါကိုရှိမှတ်တာကိုရှိမှတ်တာအဲ့တော့ဘယ်လိုဆိုင်ပြီးမှာပါလိမ့်မောအဲ့တော့တရားတာကြည့်လေသူကဘာလဲဒုက္ခကြွားခြင်းနဲ့ပြီးတော့ဘောဒီရောက်တယ်ဘောဒီမှာလည်းထိုင်နေထိုင်ပြီးအဲ့လိုဖြစ်တာနာတော့ပဲနာတော့ပါပြီးတော့ရက်ချီသစ္စာလို့သစ္စာပါတော့နာယုတ်တာရှိတယ်လို့ဒီလိုထားလိုက်လို့ဒီလိုစိတ်ခဲကဒီလိုပဲနာယုတ်ပြီးရင်ကြည့်တယ်လို့ပြောလိုက်လို့ဒီလဲအကုန်ဆိုင်နေသွားလာလို့ပဲအော်ဒီမှာဝေဝေးမောင်လေနာယုတ်ကြီးရှိတယ်ဆိုရင်အားလေးပြလာအောင်မလို့ဖြစ်လာရင်ဒုက္ခထားတယ်ပြုလိုက်ဟုတ်မလားဒီကြောင့်ကတမှုရမဖြစ်ပြီဆိုရောတာဖြစ်ရင်မရှိကြောင်းမာတိဟုတ်ကဲ့ဟိုကမာတိပါကိုစရောရုပ်နာမာတိပါကိုစရောထောက်တော့တခါမျက်စိပါတယ်မြင်လို့ရင်ဘယ်လိုအောင်မေးမလို့သူတို့တော့ကြားလို့မိမတို့ပါမအောင်မေးဟုတ်ကဲ့အောင်မေးလို့ရှိမိစ္ဆာတိမိစ္ဆာကပ္ပမိစ္ဆာဝါယမမိစ္ဆာမာတိတို့အဲ့ဒါနဲ့အဲ့ဒီဟာနဲ့လေလုံးနဲ့စားပြီးတော့မိစ္ဆာသင်္ကပ္ပဖြစ်လို့ရှိရင်မိစ္ဆာဘာယမရုပ်မှာပေါ့မဟုတ်လားဒါလို့ပြောရတယ်ဆိုတော့မိစ္ဆာသင်္ကပ္ပကကြာရင်မိရောက်ကြကြာကြီးတယ်မိစ္ဆာဝါယမကခရက်ကြပါဟုတ်လားမဟုတ်လားအဲ့ဒါစနပါလေလေးပါထဲမိစ္ဆာတဲ့လေးပါထဲလို့ရှိရင်မိစ္ဆာသင်္ကပ္ပဖြစ်တယ်မိစ္ဆာသင်္ကပ္ပတမသင်္ကပ္ပနဲ့သူကဆိုင်ပဲမိစ္ဆာသင်္ကပ္ပဆိုလူအာယုလူကြီးလူတွေအာယုလူဘယ်လိုမလုပ်သူမိစ္ဆာဝါယမဆိုပြီးတော့သူတို့ဖွေးလို့ပါလို့အဲ့ဒါအောက်မှာသိချဲမှာဒါသိချဲမှာပြင်မနောကံသိချဲမှာပြင်ပါတော့မနောကံလို့ရင်ပါကံလုံးပါရင်စကားပြောရင်ပါကံလုံးကံလုံးပါမာတုပပါသူဟာမြေတော်ဖြစ်တယ်ကဲတော့ဒီဟာကံတော့ကာယကံလို့ရှိရမလို့ကအောက်တော့မှာကာယကံလို့ရှိရမလို့ဘယ်လိုသိတယ်တော့လားကံလုံးပါမာတုမပါကံလုံးပါမာတုမပါတို့ဟုတ်နော်ဘာလို့တချောင်းသူစရတော့လားအဲ့လူဆက်ရှိရင်ဘယ်ကြားရတယ်အားရှိတော့ကဒီမှာကြီးကဒီလိုမတော့ပေါ့ဒီမှာကိုရအောင်ကြည့်ဒီတရားလို့ဟိုမှာလူဆက်မာတဲ့အနေနဲ့တူတော့နာမည်အဲ့ဒါလည်းကြားရမိတို့ခေါ်တယ်သူတွေမှာတာလည်းကြားရတယ်တို့ဆက်မှာမတို့ဆက်မှာမိစ္ဆာပြပါမိစ္ဆာလေးကြီးဘူးလားမိစ္ဆာလေးကြီးကအဲ့ဒါလူတွေယောက်ျားမိန်းမတွေကျန်တာဘာကျန်တာတော့မိစ္ဆာလေးလူတွေဘာရောက်တယ်မိမတွေသားသမီးတွေဘယ်ဆံရှိဘူးလို့မလာဘူးလူကလည်းတို့ကဒီလိုလို့အဲ့ဒါကတင်ကပါတော့မိစ္ဆာတင်ကပါဆိုတော့ဝါမဆိုရံထောင်မှုလားဒီကရိုက်မှုလားအဲ့ဒါဖြစ်တယ်အဲ့မိစ္ဆာမတင်တိချင်လောက်ကနေပြီးတာဟုတ်လားကံကမ္ဘာမှာဒုမပန်းမြေရောဘာလို့မြစ်တည်းအကားကိုလွယ်လို့ဟောဒီစရတာဘာမာကြီးသွားရဲ့ခိနာတော့ရဟအဖြစ်သွားရဲ့ဟုတ်တယ်လားအဲ့ဒါကိစ္စကံတော့ကာယံဝစီကံမောကံမှာသူ့ရက်ကဗိဓာဓမ္မတာမိစ္ဆာတိမေတ္တာတိရင်လက်ကြည့်တော့ဗိဓာဖြစ်လို့ရှိရင်ရောပါဗျာတဲ့ဒီတော့အဲ့မဖြစ်စီတာအေးဟမ်းနေတာဟုတ်ကဲ့မလားဒီတော့အဲ့လိုလေးနဲ့သွားတုံးနဲ့သွားဒါကြောင့်တို့တရားအနာကြီးဆိုတဲ့အနာကြီးဆိုတော့တရားလို့ဖြစ်ဟုတ်လားမှန်ပါဘူးရတော့ဟုတ်လားကံကမမတုမပါကံကမမတုမပါဒီမှာမြေရောဖြစ်တယ်မြေရောဟောတယ်များအဲ့ဒီမှာဟိုတင်ပြီးဒီနေ့ပိုင်းကမဟာတို့သူတို့ဖြစ်တော့ပဲခုမှမတို့ဖြစ်တယ်ပါညာသူကအမောမပါဘူးပြောတယ်ဟာမြတ်စွာဘုရားငါထထူတာနဲ့ပြီးတာတဲ့ကံတော်မှာသူ့လက်မှာလို့ရှိတာမကောင်းမရှိတော့ဘူးတဲ့ဟုတ်ကဲ့လားအဲ့လိုကိုယ်ကမှကံတော်မှာသူ့လက်မှာနဲ့ဒီကနေ့ကျမှခိုးတွေပါဒီလိုတွေဒီနာလိုပတ်ချန်တွေဒီမျိုးတွေရက်တွေရွာတွေတမိုင်းကြီးတွေမရှိဘူးမဟုတ်လားပထမခါတည်းကလည်းရွာတွေရက်တွေမရှိဘူးရှိတာလည်းဒီအောင်မှာတို့ကလည်းစိတ်ကစိတ်ကိုတည်းရွာရောက်လို့ဝင်လာတယ်ပြလိုက်ဘာတွေဖြစ်လဲမြည်လဲဒီလိုမားတွေဖြစ်လိုက်ကိုယ်တွေဖြစ်လိုက်ဘူးလားအဲ့ဒါကံကမ္ဘာမှာတူပါဟုတ်လားကံကမ္ဘာမှာတူပါကံကမ္ဘာ
ကမှကျဒုက္ခလည်းပါပါဒုက္ခဆန်းသွားတယ်ဟုတ်တယ်လားအေးအဲ့ဒါဇာကံတော့ကာယကံစီကံတော့ဘာလို့ဖြစ်တော့လူတွေရှိလူတွေရတယ်မှလည်းဆက်စားတော့ပြောရင်နေတာဟုတ်တယ်မလားပါဗျာပြောချင်လုံးလားပြောချင်ပါမပြောလိုက်ပါနဲ့အဝိဇ္ဇာကြောင့်လားပြောချင်လားဝိဇ္ဇာမပြောချင်တကယ်တော့ဒါကမပြောချင်တော့အိမ်လည်းမသွားချင်တော့ဘိုးတိတိကျကျမပြောချင်တော့ဆိုရင်ဝိဇ္ဇာဥဒ္ဒါပညာဥဒ္ဒါပါလိမ့်ပဲဓမ္မစကြာတရားရရဲ့အဲ့ပါဗျာအခုတော့ပြင်းတော့အာတတိရတိစဥတော်ဤဒါလာသောသအာတတိစပြင်းရင်ဒီကောင်းတတိစပြောရင်ဒီကောင်းပြောနေနာဘယ်ဖြစ်သည်အာတတိစပြင်းရင်ဒီကောင်းတတိစပြောရင်ဒီကောင်းနာဘောလုံးကတော့မဟုတ်လားဘောလုံးကပတိကံလုံးသူတွေမှာအဲ့ဒါသဘောဖြစ်တယ်ဟုတ်လားအဘောဆိုတာသူငါတော့အတဘောကြောင့်ဖြစ်တယ်ဆိုစမ်းအတဘောဆိုတာငါရှုပ်ဖြစ်တယ်သူငါဆိုတာယောဂမိမရှိလို့ဖြစ်တယ်ယောဂမိမဆိုတာလူရှိလို့ဖြစ်တယ်ကဲမယုတ်ဆိုတာဖြစ်သေးလားဖြစ်ရပါသေးလားတော့ဖြစ်ကြမှာပါစားတော့နဲ့အဲ့ဒါတခါတည်းကမှတတိပြီးပြောသွားရတယ်ဥက္ကဋ္ဌတော်ကံနာစေရောတယ်လို့ဖြစ်သွားတယ်ဟုတ်လားရှင်ကိုညာလို့ရှင်းလုံးရှင်းကနီးမှတ်တာနော်တို့ရှင်းကအဲ့လိုပဲမှတ်တာဟုတ်လားမျက်စိနာလာမြင်လေပါသူဟာလူဟုတ်ပြီကဲလူဟုတ်တော့ဒါကဖြေလားတော့လာတော့ဘယ်လိုညာနေမတော့မဖြစ်ရင်မစားတော့မဖြစ်တော့မှတက်စားတော့ဘုမမဲ့တက်စီရင်တမတာနာစိတ်တတိမကမောအတိပိဒါနာတိဆိုတာလည်းရှိတယ်ဟုတ်လားဘုရားပိုင်တာပါလေအဲ့ဒါဓမ္မနုပ္ပထာတိရှိတယ်လို့သိရတယ်မရှိဘူးလို့သိရတယ်ဟုတ်ကဲ့လားတတိဟုတ်စဉ်ဟောဖောကသမဏယာမှာတဲ့တာနဲ့ဆိုတာရှိတယ်တတိမဲ့လည်းအဲ့ဒါဖြစ်တယ်ဟုတ်ကဲ့လားအဲ့ဒီပုဇ္ဇနေရှိတယ်သိမရှိဘူးလို့သိရတယ်ဟုတ်ကဲ့အဲ့ဒါဘုရားပါမှာအဲ့ဒီသိရတယ်ခုအာယနာပါပါတယ်မရှိဘူးလည်းရှိသိရတယ်ငါလို့သိတယ်လူမျက်စိလို့သိတယ်မျက်စိပုံနယ်လို့မသိနဲ့မျက်စိလို့ဟုတ်ကဲ့မလားမျက်စိချက်ကိုပြီးသွားတဲ့ဆန်နေဟောတာရှိသေးဟုတ်ကဲ့ဟုတ်ပါဗျာစက်ပြီးတော့မျက်စိနာတာမြင်လေပါဒီပါလူဟုတ်ပြီလူဟုတ်ပါတော့နန်ရောလူဟုတ်ပါတော့ဒါကနန်ရောပြီးတာဒါကယုတ်ထိုင်ကယုတ်ထိုင်ကဟိုယုတ်ဝိညာဉ်ယုတ်ခေါ်တယ်ဝိညာဉ်ယုတ်ခေါ်တယ်မြတ်စွာဘုရားအိဒီလူပါအိတံလူပါအိကံလူပါနတ်ဤတော့ပြီးပေါ်တယ်အဲ့လိုသက်သာဒီပါဟုတ်ကဲ့လားအယုတ်နဲ့ထိုင်ကဟိုဝိညာဉ်ပဲစကားပြောတာကဝိညာဉ်ယုတ်ပဲဒါအိဒီလူပါအိပါယုတ်လို့ဆိုတာနဲ့ပြောတော့မယ်အိဒီလူပါသောတာအိပါယုတ်ကဲကျန်တဲ့ဒီပါယုတ်အဲ့ဒါနဲ့လည်းပြီးဟောစိတ်မပူရရုပ်တွေလို့ဆိုလိုက်ဟောတယ်လို့ငြိမ်ပြီးတော့အဲ့လိုဘာမှမဖြစ်စိတ်မပူဟုတ်ကဲ့လားဒါနဲ့တော့ကဤဟာရုပ်ဥပဒနာလေးရှိတယ်လားဥပဒနာကလည်းဟောဘိညာဉ်ထိုက်တယ်ဟုတ်တယ်မလားဘိညာဉ်ထဲမှာဥပဒနာပါတယ်အောင်အဲ့ဒါပြောတာစားလို့အဲ့တိုက်ပါပြီးတော့လူမဟုတ်ဆိုရင်ဘယ်ဘဝမှာတော့နာယုတ်ကနေတာဒီဟုတ်တယ်မလားနာယုတ်မျိုးထဲမှာလည်းရှိတယ်နားလည်းမကြည့်ဘူးလားသူတို့လည်းပါတော့တော်တယ်မှာတော့မျက်ရည်နားရှိလားသူလည်းပါတော့လူတွေမှာမျက်ရည်နားရှိလားတခါကြီးပြည့်စုံပြီးမရဘူးဟုတ်ကဲ့တရားမျက်ရည်နားနာယုတ်မျက်ရည်နားနာယုတ်နော်အဲ့ကမေးတော့လူတွေမှာမျက်ရည်နားရှိတယ်အားလုံးပြောပဲလို့ပြင်မယ်ရှိပါအဲ့ဒါရေးရုံနဲ့လူတွေမှာမျက်စိရှိရဲဆိုရင်ဘုရားဟောကနမလူပါပစ္စကလိုက်ကနမ်းလို့ခေါ်တယ်။လူတွေမှာမျက်စိရှိရဲဆိုတော့အဲ့ဒီနမလူပါပစ္စကလိုက်ကြီးပြောက်သွားတယ်။အဲ့ဒါပြိဿသုံးပါးကိုယုံမရချသွားတော့ကုလူစီဟာမလွဲဖြစ်နေတယ်။အခုကုလူစီကရုပ်